အားလုံးပဲမင်္ဂလာပါခင်ဗျာ The Watcher Guide Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ကိုရီးယားစုံတောင်းဟာတာကားလေးတကားကိုတင်ဆက်ပေးပါမယ်ခင်ဗျာခေါင်းဆောင်ကျော်ကြီးဦးဆောင်တဲ့စုံတောင်းအဖွဲ့ဟာမူရစ်စေးရောင်းသူတို့ဦးကိုဖမ်းဖို့အတွက်မစ်ရှင်တစ်ခုကိုစတင်ခဲ့ပါတယ်မိချောဟာတရားခံရဲ့တိုက်ခံကိုပဒင်းပေါက်မှတစဉ်ဝင်ရောက်ဖို့ကြိုးစားခဲ့ပေမဲ့လွဲချော်သွားခဲ့ပြီးတော့ကျူးတန်းလန်းနဲ့ဖြစ်နေခဲ့ပါတယ်တိုက်ခန်းအပြင်မှာတော့မုံကြီးနဲ့အငယ်ကောင်ဟာတရားခံထွက်ပြေးလာရင်ဖမ်းဖို့အစဉ်သင်းဆောင်နေခဲ့ပါတယ်။ဒါပေမဲ့တရားခံကပဒင်းပေါက်ကနေသာပြေးဖို့ကြံစီတဲ့အခါမှာတော့အတင်းဆောင်နေတဲ့ခေါင်းဆောင်ကျော်ကြီးနဲ့တွေ့ခဲ့ပါတယ်။ကျော်ကြီးဖမ်းဖို့ကြံစီနေတော့မှပဲတရားခံကပဒင်းပေါက်မှတဆင့်ခုန်ချပြေးဆင်းသွားပါတော့တယ်။ထွက်ပြေးနေတဲ့တရားခံကိုဖမ်းဖို့မိချောမုံကြီးနဲ့အငယ်ကောင်တို့ပြေးလိုက်နေတော့မှဖိုးထူးကဆိုင်ကယ်လေးစီးကတတရာပဲသူတို့ဘေးကဖြတ်သွားပြီးတော့တရက်ခန့်ကိုတိုက်ဖမ်းလိုက်ပါတယ်။သူ့ကိုယ်သူပုံယူနေတဲ့အပြုံးနဲ့အဖွဲသားတွေကိုလဲကြည့်ရင်လက်ထိတ်ရှာနေတဲ့အချိန်မှာကျင်စက်နဲ့တို့ခံလိုက်ရပါတယ်။ထူးလေထူးယူလေယူရဲ့ဖိုးထူးဒီလိုနဲ့တရက်ခန့်ကနောက်တစ်ချိန်ထွက်ပြေးဖို့ကြိုးစားနေတော့မှဘတ်စကားအတိုက်ခံလိုက်ရပြီးတော့နောက်ဆက်တွဲအနေနဲ့တခြားကားတွေလည်းဆင်းတိုက်မှုဖြစ်သွားခဲ့ပါတယ်။တရက်ခန့်ဖမ်းတာဆုံးရှုံးမှုတွေအများကြီးဖြစ်သွားလို့ဆိုပြီးတော့ကျော်ကြီးတို့အဖွဲ့ဟာစခန်းမှုကွာတာခံလိုက်ရပါတယ်။တစ်ဖက်မှာကျော်ကြီးရဲ့ဂျူနီယာခေါင်းဆောင်ရာထူးတိုးတဲ့အထိမ်းအမှတ်အနေနဲ့ညစာလိုက်ကျွေးရင်မူရစ်ခေါင်းဆောင်တရုတ်ကြီးကိုရီးယားကိုပြန်ဝင်လာပြီဆိုတဲ့အကြောင်းကျော်ကြီးကိုပြောပြခဲ့ပါတယ်။ဘဲချုံမှုတွေကြောင့်စခန်းမှုရဲ့ပွားတာကိုခံခဲ့ရတဲ့ကျော်ကြီးကလည်းရွေးချယ်စရာတခြားမရှိတာကြောင့်ဒီအမှုကိုလက်ခံခဲ့ပါတယ်။ဒီလိုနဲ့ကျော်ကြီးဥဆောင်တဲ့အဖွဲ့ဟာမူရစ်ခေါင်းဆောင်တရုတ်ကြီးတို့အဖွဲ့ကိုခြေရာခံမှုဖြစ်လာခဲ့ပါတယ်။ပတ်ဝန်းကျင်ကတတိမထားမိအောင်တိတ်တဆိတ်လှုပ်ဆောင်ရတဲ့မစ်ရှင်ဖြစ်တာကြောင့်ကျော်ကြီးတို့ဟာတရုတ်ကြီးတို့နေတဲ့တိုက်ရဲ့လမ်းတစ်ဖက်မှာရှိတဲ့ကြက်ကြော်ဆိုင်ကနေစောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့သူတို့စောင့်ကြည့်စခန်းချခဲ့တဲ့ကြက်ကြော်ဆိုင်ဟာစားသုံးသူမရှိတာကြောင့်ပိတ်တော့မဲ့အကြောင်းဆိုင်ရှင်ကပြောလာခဲ့ပါတယ်။မိန်းမဖြစ်သူကလည်းယာတူးမတိုးလို့ဝင်ဝင်နေနေတဲ့ကျော်ကြီးကိုပြစ်တင်ညှို့ညင်နေခဲ့ပါတယ်။ကြောက်ဖို့ကောင်းပါတယ်။တစ်ဖက်မှာလည်းစခန်းမှုမှာသူတို့အဖွဲ့ကိုဖျက်သိမ်းမှုဖိအားပေးနေခဲ့ပါတယ်။ဖိအားမျိုးစုံခံနေရတဲ့ကျော်ကြီးအတွက်ဒီမစ်ရှင်ဟာအရေးကြီးတာကြောင့်မလို့သူ့ရဲ့ပင်စင်အတွက်စုဆောင်းထားခဲ့တဲ့ပတ်စံနဲ့ကြက်ကြော်ဆိုင်ကိုဝယ်ဖို့ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မို့လို့ကျော်ကြီးရဲ့ဘဝနဲ့ရင်းထားခဲ့တဲ့ဒီမစ်ရှင်ဟာစတင်အသက်ဝင်လာခဲ့ပါတယ်။ဒါပေမဲ့တရုတ်မှန်ကိုဖုံးကွယ်ဖို့ဖွင့်လာခဲ့တဲ့ဒီကြက်ကြော်ဆိုင်ဟာစားသုံးသူတွေရောက်လာတဲ့အခါမှာရောင်းစရာမရှိနေခဲ့ပါဘူး။ဒါကြောင့်သူတို့9ယောက်ထဲက1ယောက်ဟာကြက်ကြော်ကျော်ရဲ့တာဝန်ယူဖို့ဖြစ်လာခဲ့ပါတယ်။အဲ့ဒါနဲ့9ယောက်စလုံးကြက်ကြော်ကိုအမျိုးမျိုးစမ်းသပ်ကြော်ကြတဲ့အခါမှာဖိုးထူးရဲ့ကြက်ကြော်အရာသာဟာအကောင်းဆုံးဖြစ်နေခဲ့တာမို့လို့ဖိုးထူးဟာစဖို့မူတာဝန်ပေးခံလိုက်ရပါတယ်။ဖိုးထူးဟာသူတို့မိသားစုမျိုးစင်ဆက်အလိုက်ထိမ့်သိမ်းခဲ့တဲ့ဝက်နံရိုးကြော်နေအတိုင်းကြက်ကြော်ကိုကြော်ထားတာကြောင့်ဝက်နံရိုးအရာသာကြက်ကြော်ဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဖိုးထူးရဲ့ကြက်ကြော်ဟာတနေ့ထက်တနေ့လူသိများလာပြီးတော့လက်မလဲအောင်ရောင်းနေခဲ့ရပါတယ်။ဝင်ငွေတိုးလာခဲ့တဲ့ကြော်ကြီးဟာလည်းမိန်းမရဲ့အချစ်ကိုပြန်လည်ရရှိခဲ့ပါတယ်။ဆိုပါဦး။တရုတ်ကြီးတို့အဖွဲ့ကိုစောင့်ကြည့်ဖို့တာဝန်ပေးခံရတဲ့မုံကြီးဟာတရုတ်ကြီးတို့လှုပ်ရှားမှုကိုတွေးလိုက်တာကြောင့်အဖွဲ့သားတွေစီကိုဆက်သွယ်ခဲ့ပေမဲ့ကြက်ကြော်အယောင်ကောင်းနေတဲ့အဖွဲ့သားတွေကမုံကြီးဖုန်းကိုမကင်နိုင်ခဲ့ပါဘူး။မစ်ရှင်ထက်ကြက်ကြော်ရောင်းဖို့ဦးစားပေးနေတဲ့အဖွဲ့သားတွေကိုမုံကြီးဟာလာပြီးပောက်ကွဲနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတရုတ်ကြီးဟာလည်းမူရစ်စေးရောင်းဖို့ကြားခံလို့ရှာလို့မရတာကြောင့်ပောက်ကွဲနေခဲ့ပြီးတော့ကိုယ်တိုင်ဖြန့်ဖို့သာဆုံးဖြတ်ခဲ့ပါတယ်။ဝက်နံရိုးအရသာကြက်ကြော်ဟာမီဒီယာတွေမှာတင်မကပဲဂျပန်ခီးသွားတွေရဲ့မစားမဖြစ်ကိုရီးယားဒေသစာဖြစ်လာတဲ့အထိကြော်ကြားလာခဲ့ပါတယ်။ဒီနေ့မှာတော့တရုတ်ကြီးတို့နေတဲ့အခန်းကနေကြက်ကြော်အော်ဒါရတာကြောင့်ကျော်ကြီးတို့အဖွဲ့သား9ယောက်ဟာမစ်ရှင်ပြုလုပ်ရန်စီစဉ်ပြီးတော့ကြက်ကြော်သွားပို့ခဲ့ပါတယ်။ဒါပေမဲ့နာမည်ကျော်ကြားလာတဲ့ကြက်ကြော်တိုင်းကြောင့်လူတွေတတိထားမိလာမှာကိုစိုးရိမ်နေတဲ့တရုတ်ကြီးတို့အဖွဲ့ဟာထိုတိုက်ခန်းမှာပြောင်းရွှေ့သွားခဲ့ပါပြီ။မီဒီယာတစ်ခုဟာသူတို့စီမှာကြက်ကြော်တိုင်းပညာထည့်ဖို့ကမ်းလှမ်းခဲ့ပေမဲ့ကျော်ကြီးတို့အဖွဲ့ဟာညှင်းပယ်ခဲ့တာကြောင့်ဝက်နံရိုးအရသာကြက်ကြော်ဆိုင်ကိုနာမည်ဖြတ်တဲ့သတင်းတင်လိုက်ပါတော့တယ်။ကျော်ကြီးဟာသူ့ရဲ့ပင်စင်စုငွေတွေကိုကြက်ကြော်တိုင်းအတွက်ရင်းနှီးလိုက်ကြောင်းမိန်းမဖြစ်သူတည်သွားခဲ့တာကြောင့်ကျော်ကြီးခင်ဗျာဖွာရှင်းခွင့်အတောင်းခံလိုက်ရပါတော့တယ်။ခေါင်းကြီးတို့လည်းဒါမျိုးတတိထားဖို့လိုအပ်ပါတယ်။ဒီသတင်းကြောင့်ပဲကျော်ကြီးတို့အဖွဲ့ဟာမစ်ရှင်မလုပ်ပဲကြက်ကြော်ရောင်းနေလို့ဆိုပြီးတာဝန်ကနေဆိုင်းငံ့ခံလိုက်ရပါတယ်။ဒီလိုနဲ့ဝ
အဖွဲ့သား9ယောက်လုံးစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်မှာတရုတ်ကြီးရဲ့တပည့်ဟာဖရန်ချိုင်းယူပြီးဆိုင်ခွဲဖွင့်ဖို့လာရောက်ကမ်းလှမ်းခဲ့ပါတယ်။တရုတ်ကြီးတို့ဟာကျော်ကြီးတို့ကိုစုံတော့နေမှမသိကြတယ်လို့ကျော်ကြီးတို့ကလည်းဒါကမ်းလှမ်းသူကမူရည်ရာသာဖြစ်နေမှမသိခဲ့ကြပါဘူး။တာဝန်ကနေဆိုင်းငံ့ခံထားရတဲ့ကျော်ကြီးတို့အဖွဲ့သား9ယောက်ဟာကြက်ကြော်ရန်ကောင်းဖို့သာအားစိုက်နေခဲ့ပါတယ်။တရုတ်ကြီးတို့အဖွဲ့ဟာဝက်နံရုံအရသာကြက်ကြော်နဲ့ဆိုင်ခွဲအများကြီးဖွင့်ပြီးတော့မူရည်စေးတွေချဖြန့်ပါတော့တယ်။တနေ့မှာတော့တရုတ်ကြီးဟာသူတို့လုပ်ငန်းကိုလွဲပြောင်းချက်ထွင်မှုအတွက်ပွာကြီးနဲ့တွားတွေ့ခဲ့ပါတယ်။တရုတ်ကြီးကတရုတ်ပြည်ကနေပို့ပေးမဲ့မူရည်စေးဝါးတွေကိုပွာကြီးစီမှာတဆင့်ကိုရီးယားနိုင်ငံမှာဖြန့်ပေးဖို့ညှိနှိုင်းခဲ့ပါတယ်။မူရည်စေးဖြန့်ဖို့အယောင်ပြပြီးဖွင့်ခဲ့တဲ့တရုတ်ကြီးရဲ့ဆိုင်ခွဲတွေဟာစားသုံးသူတွေကြားထဲမှာတဖြည်းဖြည်းနဲ့နာမည်ပြက်လာခဲ့ပါတယ်။ဒီလိုနဲ့ကျော်ကြီးတို့အဖွဲ့ဟာတင်္ဂါမကင်းဖြစ်လာပြီးတော့ဆိုင်ခွဲတွေနာမည်ပြက်လာတဲ့အကြောင်းကိုစုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။ကျော်ကြီး၊မုံကြီး၊မိချောနဲ့အငယ်ကောင်တို့ဟာဆိုင်ခွဲမှာကြက်ကြော်မာယူသူများကိုနားယောင်ခံလိုက်ရင်စုံစမ်းခဲ့ရမှာမာယူသူတွေကစေးသုံးသူတွေဖြစ်ကြောင်းသိလိုက်ရပါတယ်။ဖိုးထူးကတော့ဆိုင်ခွဲတွေကိုကြီးကြပ်ဖို့တာဝန်ပေးခံခဲ့ရတာကြောင့်ဆိုင်ခွဲတစ်ခုကိုရောက်လာပြီးတရုတ်ကြီးရဲ့တပည့်တွေနဲ့မှကြောက်ကိန်းကစားနေခဲ့ပါတယ်။အဲဒီအခါမှာတရုတ်ကြီးရဲ့တပည့်တွေချင်းချင်းမူရစ်ကိုင်းရဲ့လိုဝက်ချက်တွေကိုဂိမ်းကစားရင်တရုတ်လိုပြောနေကြရမှာဖိုးထူးကဝင်ပြောလိုက်တာကြောင့်လိုဝက်ချက်တွေပေါက်ကြားသွားမှဆိုပြီးဖိုးထူးကိုဖမ်းထားလိုက်ပါတယ်။အဲ့လိုနဲ့ပဲဖိုးထူးဟာစုံတောက်ဖြစ်ကြောင်းတရုတ်ကြီးတို့အဖွဲ့ဟာတည်သွားပါတော့တယ်။အဲ့အားကြောင့်တရုတ်ကြီးဟာကျော်ကြီးတို့အဖွဲ့ကိုရှင်းထုတ်ဖို့အတွက်ပွာကြီးနဲ့ချိန်ထားတဲ့နေရာကိုများခေါ်လိုက်ပြီးတော့ပွာကြီးစီကိုအပြစ်တွေပုံချဖို့စီစဉ်ခဲ့ပါတယ်။ဖမ်းခံထားရတဲ့ဖိုးထူးစီလိုက်လာဖို့တရုတ်ကြီးရဲ့တပည့်တွေဟာမီချောတို့စီကိုဖုန်းဆက်ပြောဆိုခဲ့ပါတယ်။အဲအားကြောင့်ကျော်ကြီးတို့အဖွဲ့ဟာဖိုးထူးကိုကယ်တင်ဖို့ခြေရာခံပြီးတော့လိုက်လာခဲ့ပါတယ်။မီချောတို့လိုက်လာစဉ်မှာပဲဂျူဒိုလက်ရွေးစင်ဟောင်းဖြစ်ခဲ့တဲ့ဖိုးထူးဟာသူ့ရဲ့တိုက်ပွဲတွေကိုထုတ်သုံးပြီးတော့တရုတ်ကြီးရဲ့တပည့်တွေကိုအလဲထိုးလိုက်ပါတယ်။ဒါတင်မကပဲနဲ့ဖိုးထူးဟာတရုတ်ကြီးနဲ့ပွာကြီးတို့အပေးယူလုံးမဲ့နေရာကိုလိုက်လာခဲ့နိုင်ပြီးတော့သူတို့ကို6လန့်ဖို့အတွက်ဖုန်းထဲကရဲကားအချက်ပေးတဲ့အောင်ဖွင့်လိုက်ပါတယ်။တရုတ်ကြီးနဲ့ပွာကြီးတို့ဟာတယောက်ကိုတယောက်တစ္ဆာဖောက်တွေလိုထင်သွားပြီးတော့နှစ်ဖွဲ့ယုံရင်းဆန်ခတ်ဖြစ်နေတော့မှပဲကျော်ကြီးတို့အဖွဲ့ထဲရောက်လာခဲ့ပါတယ်။အဲဒီအခါမှာမူရစ်ကိုင်းသားတွေနဲ့ကျော်ကြီးတို့9ယောက်ဟာရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။တကယ်တော့သူတို့9ယောက်လုံးဟာကိုစီတိုက်ခိုက်နိုင်စွမ်းရှိသူတွေဖြစ်ကြပါတယ်။ဖိုးထူးဟာဂျူဒိုလက်ရွေးစင်ဟောင်းတယောက်ဖြစ်ပါတယ်။မုံကြီးကတော့ရေတက်တပ်ဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ပြီးတော့လူတောင်တက်ခဲ့ဘူးလေလို့နာမည်ကြီးပါတယ်။မီချောကတော့ငွေထိုင်းချန်ပီယံတယောက်ဖြစ်ပြီးအငယ်ကောင်ကတော့ထူထောင်းခံနိုင်တဲ့ဘေ့စ်ဘောကစားသမားဟောင်းတယောက်ဖြစ်ပါတယ်။ကျော်ကြီးကတော့တာဝန်ယူခဲ့တဲ့နေ့20အတွင်းမှာ12ကြိမ်ဓာတ်ထိုးခံရပေမဲ့အသက်မတည်ခဲ့တာကြောင့်ဇွန်ဘီလို့နာမည်ကြီးနေသူတယောက်လည်းဖြစ်ပါတယ်။ကြောက်ဖို့ကောင်းချက်ဗျာ။သူတို့တိုက်နေတော့မှပဲတရုတ်ကြီးဟာငွေရယူပြီးတော့ဆက်လီနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ကုန်းပေါ်မှာကြံနေခဲ့တဲ့ဂိုင်းသားတွေကိုမုံကြီးကအကုန်ဖမ်းဆီးနိုင်ခဲ့ပါတယ်။လွတ်မြောက်ပြီးအထင်နဲ့ထွက်ပြေးသွားတဲ့တရုတ်ကြီးရဲ့လေပေါ်မှာဇွန်မီကျော်ကြီးပါသွားခဲ့ပါတယ်။မူရစ်ဂိုင်းချုပ်တရုတ်ကြီးနဲ့ဇွန်မီကျော်ကြီးတို့ရဲ့တိုက်ပွဲဟာအပြင်းအထန်ဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ကျော်ကြီးကအနိုင်ရသွားပြီးတော့သူ့ရဲ့ဇွန်မီကုံဘုတ်ကိုထိမ့်သိမ်းနိုင်ခဲ့ပါတယ်။ဖိုးထူးဟာသူ့အတွက်စိတ်ပူပေးနေခဲ့တဲ့မီချောကိုဒီစီကလီစကားတွေပြောရင်တယောက်နဲ့တယောက်အကြည့်ချင်းဆုံသွားပြီးတော့အနမ်းတွေချွေလိုက်ပါတယ်။မိုးမှာဖိုးထူးသူအတန်ဆုံးပဲ။သူတို့နှစ်ယောက်ရဲ့အဖြစ်ကိုအဝေးကကြည့်နေခဲ့တဲ့မုံကြီးဟာဒေါပွားပြီးတော့ရဲစီကနေတနက်ကိုဆွဲပြီးပြစ်မယ်တကယ်ကဲလုံနေပါတော့တယ်။ဒဏ်ရာတွေကြောင့်အတန်မထွက်နိုင်တော့တဲ့ဇွန်မီကျော်ကြီးကလည်းအငယ်ကောင်ဟာပြစ်လိုက်ဆိုပြီးတော့အာယူပြီးပြောနေခဲ့ပါတယ်။နောက်ဆုံးမှာတော့မူရစ်ကိုင်းနှစ်ဖွဲ့ကိုဖမ်းပြီးမင်းရှင်အောင်မြင်အောင်ဆွမ်းဆောင်နိုင်ခဲ့တဲ့ကျော်ကြီးဦးဆောင်တဲ့အဖွဲ့သား9ယောက်ဟာရာထူးတိုးချင်းခံခဲ့ရပါတယ်။အခုလိုရုပ်ရှင်ကားကောင်းလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။